ကိုကအခုဒါဆွေးနွေးမယ်တိတာလေးတွေပြောမယ်ပေါ့နော်ညီတို့မေးတာလေးတွေအခုဖြေမယ်ပေါ့နော်ပြောချင်တဲ့အကြောင်းအရာလေးနှစ်ခုသုံးခုလောက်တော့ရှိရပါတော့ပထမတစ်ခုကတော့ကာလီဂရာဖီဆိုတာဘာလဲပေါ့နော်ဒုတိယကတော့လက်တာရင်းတတူးအကြောင်းပေါ့နော်တတိယကတော့ချီကာနိုအက်အကြောင်းပေါ့နော်ချီကာနိုလက်တာရင်းအကြောင်းပေါ့အရင်ဆုံးငါတို့ကာလီဂရာဖီဆိုတာဘာလဲဆိုတာလေးကိုအစချီပြီးတော့ပြောချင်တယ်နော်ဒါကဒီအစချီရမှာဒီစကားနဲ့ပဲငါတို့အစချီရမှာဒါမှမသိလို့ရှိရင်ဒါမသိဘဲနဲ့စာတွေရေးနေတာကြီးမကောင်းဘူးလေနော်ကိုလုံနေတဲ့အလုပ်ကိုစိတ်ဝင်စားတဲ့အတစ်ခုကဘာဘယ်လိုမျိုးရှိလဲဘာလို့ဆိုလို့လဲဘာပေါ့နော်သူ့ရဲ့အကြောင်းပါညာလေးပေါ့နော်ကာလီဂရာဖီကငါတို့မြန်မာလိုလက်ရေးအလှရေးတဲ့အတတ်ပညာပေါ့နော်အနုပညာပေါ့လက်ရေးအလှရေးတယ်ဆိုရဲလက်ရေးလှမှကာလီဂရာဖီဖြစ်တာပေါ့ကွာနော်ငါတို့ပုံတူဆွဲတဲ့လူတွေရှိတယ်နော်ခဲပကြီးပုံတူဆွဲတဲ့လူတွေရှိတယ်အဲ့ပုံတူဆွဲတဲ့လူတွေကသူရေးတဲ့ပုံကတူမှဒါပုံတူဆိုတဲ့သဘောမျိုးတက်ရောက်တာကာလီဂရာဖီဆိုတာလည်းလက်ရေးလှမှစီးစနစ်ကြမှငါတို့ကာလီဂရာဖီလို့ခေါ်လို့ရတာတတ်မှတ်လို့ရတာစလုံးတွေစကလုံးတွေကိုငါတို့ကရေးရတာကာလီဂရာဖီကတနည်းအားဖြင့်ငါတို့စကားတွေပြောကြတာပေါ့နော် message ပေးတာပေါ့နော်ကာလီဂရာဖီမှာအဓိကတော့ခန်းစားချက်တွေပါတယ်ပေါ့နော်ကိုပါရေးခြင်းလဲဆိုတဲ့ဟာလေးကကိုပြောခြင်းတဲ့စကားလေးပေါ့ကွာကာလီဂရာဖီတက်တယ်ဆိုလို့ရှိရင်ဘာတွေရေးလို့ရတယ်ဘာတွေလုပ်လို့ရလဲဆိုတဲ့ဟာတွေလည်းပြောမယ်နော်လက်တာရင်းဆိုတာဘာလဲကာလီဂရာဖီကဘာလဲကာလီဂရာဖတီကဘာလဲဆိုတဲ့ဟာတွေကအခုသိသိချင်းလို့ share ရင်လုပ်ပေးခြင်းတာလက်တာရင်းဆိုတာကစာရေးတဲ့ဘာပဲရေးလက်တာရင်းလို့ပြောလို့ရတယ်လက်တာရင်းခေါင်းစဉ်ထဲမှာရှိတယ်အဲ့ထဲမှာမှငါဂရာဖတီလက်တာရေးတာငါကာလီဂရာဖီရေးတာဟဲ့လားငါတိုင်ပိုဂရာဖီရေးတာဒါမျိုးပေါ့နော်အဲ့ဒါမျိုးတွေအများကြီးကွဲသွားတယ်အားလုံးကိုခြုံပြီးပြောရရင်လက်တာရင်းအဲ့လက်တာရင်းဆိုတာကြီးကတချို့ကတုံးတယ်ဒါပေမဲ့အဲ့ဒီထဲမှာဘာလုပ်ကြတာလဲလက်တာရင်းဆိုတာလက်တာရင်းဆိုတဲ့ကစာရေးတာကာလီဂရာဖီမှာဆိုလို့ရှိရင်အမျိုးအစားအများကြီးရှိတယ်ကာလီဂရာဖီကယဉ်ကျေးမှုလို့လည်းပြောလို့ရတယ်လို့လူမျိုးရေးထဲမှာလည်းကာလီဂရာဖီကပါတယ်ဒါသာလို့အမြင်မှာကျွန်တော်တို့ရေးနေတဲ့စာရီမှာကိုယ့်ရဲ့စိတ်ကိုပေးခြင်းတဲ့ message ကိုဖြစ်ခြင်းတဲ့လမ်းကြောင်းလူတယောက်စာရေးလို့ရှိရင်ခံစားရတယ်အဲ့ဒါဒါသာလို့ခံစားမိလားခံစားတတ်လားတော့မသိဘူးကျွန်တော်ကတော့စလုံးတွေကိုဘာစလုံးပဲဖြစ်ဖြစ်ကဘာမှာရှိတဲ့ alphabet တွေကဘာမှာရှိတဲ့စကားတွေကျွန်တော်အရန်နှစ်သက်တယ်အဲ့လိုနှစ်သက်တဲ့လူချစ်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်ကာလီဂရာဖာတယောက်ဖြစ်လာတယ်ကာလီ for life ပေါ့ကာလီဂရာဖီအမျိုးအစားဘယ်နှမျိုးရှိလဲတဲ့ကာလီဂရာဖီမှာ Chinese ကာလီဂရာဖီရှိတယ် Japanese ရှိတယ်အိန္ဒိယရှိတယ်အာရဘီရှိတယ်အဲ့ဒါတွေကကာလီဂရာဖီထဲမှာပါတယ်မြန်မာမှာလည်းရှိတယ်ဒါပေမဲ့ငါတို့ကိုယ်တိုင်တန်မိုးမထားခဲ့ဘူးလို့ပဲပြောရမှာပေါ့နော်တန်မိုးမထားခဲ့ဘူးဆိုတာငါတို့အပြစ်တော့မရှိဘူးပေါ့ကွာမြန်မာမှာဘယ်လိုရှိတာလဲအကိုလို့ပြောရင်ကျွန်တော်တို့အဖေတွေလက်ထက်ကပဲပြောရမှာပေါ့ကျွန်တော်တို့အဖေလက်ထက်တုန်းကသလုံးရေးတဲ့လူတွေရှိတယ်ရုပ်ပြတွေမှာရေးတာဟုတ်လားရုပ်ရှင်ပိတ်တာရုပ်ရှင်ကြော်ညာတွေမှာရေးတာမဂ္ဂဇင်းတွေမှာရေးတာအဲ့ဒါတွေကမြန်မာကာလီဂရာဖီတွေပဲတနည်းအားဖြင့်တိုင်ပိုဂရာဖီတွေပဲတနည်းအားဖြင့်အဲ့ဒါတွေကဒီဇိုင်းလက်တာရင်းဒီဇိုင်းတွေပဲနော်အဲ့ဒါကိုကျွန်တော်တို့ဒီသိအောင်လို့ဘယ်သူမှမပြောပြခဲ့ဘူးတိမ်မြုပ်နေတယ်လို့ပဲပြောချင်တာပေါ့နော်အကိုကိုယ်တိုင်ဂလူးမဆိုင်ခဲ့ဘူးသက်ပါတေချာစဉ်းစားကြည့်တော့မှငါတို့မြန်မာမှာကာလီဂရာဖီတွေရှိတယ်ဆိုတာတေချာသိရတယ်အကိုအဖေဆိုရင်တနည်းအားဖြင့်ကာလီဂရာဖာပဲနော်သူကလက်တာရင်းရေးတာသူရုပ်ပြတွေမှာသူစလုံးတွေရေးတာနော်မျက်နှာဖုံးတွေမှာစလုံးတွေရေးတာဒါပေမဲ့ကိုဖေကိုတော်မှကိုကငါဖေကကာလီဂရာဖီရေးနေတာလားလို့တော့မှမသိကြဘူးဆိုတော့ဒါအရှိလူကြီးတွေကိုတမိုးထားပြီးတော့အကိုပြောတာပေါ့နော်ဂါရဝပြုတာပေါ့နော်ငါရှိနေတဲ့အချိန်မှာအကိုပေးနိုင်တဲ့ knowledge တွေပေးနိုင်တဲ့ဒီပညာလေးအကိုကပေးတာပါနော်အကိုကိုဘယ်သူကသင်ပေးတာလဲအကိုကဗမာတက်တာလဲလို့ပြောလို့ရှိရင်တော့အကိုဘယ်သူမှမသင်ပေးခဲ့ဘူးနောက်တစ်ခုကအကိုဗမာမှတက်ခဲ့တာမဟုတ်ဘူးဒါလေးတော့သေချာသိသိချင်းတယ်နော်ဘာလို့လဲဆိုတော့အဲ့တော့ခမရအခုတို့ရေးတတ်အောင်ဘာလုပ်ခဲ့ရလဲဆိုတော့လေးလာခဲ့တာပေါ့ဗျာနော်လေးလာခဲ့တာလေ့ကျင့်ခဲ့တာပေါ့နော်လေးလာပြီးတော့လေးမကျင့်ရင်လည်းကျွန်တော်ရေးတာတွေကိုမြင်ဘူးမှမဟုတ်ဘူးနော်ငါလည်းရေးတတ်မှာမဟုတ်ဘူးလေးလာပြီးရင်လေ့ကျင့်ရတယ်အဲ့တော့လေးလာပြီးလေ့ကျင့်ရင်မှန်လားဆိုတော့မှန်ကျင်လဲမှန်မယ်မှားရင်လည်းမှားမယ်မှန်ကျင်တယ်ဆိုလို့ရှိရင်တကယ် rule တွေဘာတွေရှိလာတာရှိတာပေါ့နော်
သိရှိတာပေါ့အရင်ရှိတာပေါ့ဘယ်ပညာရက်မှစီးမဲ့ဘောင်မဲ့တော့မရှိဘူးလူနဲ့သူ့ရဲ့သတ်မှတ်ထားတဲ့ style တွေရှိတာပေါ့နော်အဲ့ style တွေနဲ့ငါတို့ရေးကြရတာပေါ့ graffiti ဆိုရင်ဒါလွတ်လပ်တဲ့ letter အရင်လွတ်လပ်တယ် graffiti ရေးတဲ့လူတွေ graffiti letter တွေကအရင်လွတ်လပ်တယ်အဲ့လိုလွတ်လပ်တယ်ဆိုတိုင်းလွတ်လပ်ရှောက်ရင်းလို့တော့မရဘူးပေါ့နော် calligraphy မှာအခြေခံရေးကြတာ font နှမျိုးရှိတာပေါ့နော် sacred နဲ့ gothic ဆိုတဲ့ font နှမျိုးရှိတာပေါ့အခုအဲ့ font နှမျိုးပဲရှိရလားဆိုတော့လောကမှာကဘာကြီးမှာ font တွေကအများကြီးပဲလေနော်ဒါပေမဲ့အဲ့အားလုံးကိုခြုံလိုက်လို့ရှိရင်အဲ့ font နှမျိုးပဲရှိတယ်ပေါ့နော်ကျွန်တော်လုပ်နေတာနဲ့ကျွန်တော်ရက်တည်နေတာကဘာလဲလို့ပြောရင် modern calligraphy ပေါ့ old school calligraphy တွေကကြတော့ old school လို့ပြောလိုက်လို့ရှိရင်အသက်ကြီးရဲ့လို့ထင်ကောင်းထင်လိမ့်မယ်အသက်ကြီးတဲ့ဟာတွေရေးတယ်လို့ထင်ကောင်းထင်လိမ့်မယ်အမှန်က old school calligraphy ဆိုတာကငါတို့ဒီဘက်အခုငါတို့ရေးနေတဲ့ပုံစံမျိုးတွေမဟုတ်ဘူးသူကပိုတိကျတယ်ပိုပြီးတော့ rule နဲ့သူကရေးရတာနောက်တစ်ခုကသူ့မှာ creative မပါဘူးသူကလှဖို့ပဲသူကဦးစားပေးတယ်အဲ့တော့ old school calligraphy တွေကတည်တည်ကျနဲ့ရှိတယ်ပေါ့နော်ရှင်းရှင်းလင်းလင်းပြပြတသားရှိတယ်ငါတို့ဒီဘက်ရေးနေတဲ့စက်လုံးတွေက modern ဘက်ကိုရောက်သွားတဲ့အတွက် modern calligraphy ဆိုပြီးတော့ဖြစ်လာတာပေါ့နော် cup တွေထည့်မယ်အထုံတွေထည့်မယ်ဘာတွေထည့်မယ်ပေါ့နော်အဲ့ဒါကအကိုတို့လုံနေတဲ့ရေးနေတဲ့စက်လုံးတွေက modern calligraphy ပေါ့အဲ့ဒီ modern calligraphy ထဲမှာ metal font တို့ dead font တို့ဆိုတာရှိတယ်ဒီစိုက်ဘက်ကိုသွားတဲ့ font တွေပေါ့နော်ဒါတွေကလည်း calligraphy အမျိုးအစားထဲမှာပါတယ် metal font ဆိုတိုင်းအမြင်တွေထုတ်အချုံတွေထွက်ပြီးတော့ရေးရတယ်လို့တာမန်ထင်ကောင်းထင်လိမ့်မယ်အဲ့လို design font တွေကလည်းသူ့ rule နဲ့သတ်မှတ်ချက်နဲ့သူရှိတယ် calligraphy တွေမှာမှုရှိတယ် metal အခွေတွေမှာခင်ဗျားတို့မြင်ဘူးတဲ့ font တွေဆိုလို့ရှိရင်အမောင်ဘက်ကိုသွားတယ်ဟက်ကိုဘက်ကိုသွားတယ်သူတို့သုံးတဲ့ color တွေကအစားရေးတဲ့ character တွေကအစားစိတ်ချမ်းသာစရာအခုမှမရှိဘူးအကိုတို့ရေးနေတဲ့အမျိုးအစားအကိုတို့မူွာကြတော့စီကန်တို့လက်တားရင်းဘက်ကိုသွားတာအဲ့ဒါကိုဘယ်လိုခွဲကြရလဲဆိုတာရှိတယ်အကိုတို့ဖုန်းတစ်ခုကိုမိမွေးတိုင်းဖာမွေးတိုင်းထက်ကြော်လွန်ပြီးတော့ရေးတာကို calligraphy လို့ခေါ်တယ်တနည်းအားဖြင့် calligraphy ဆိုတာကအကိုတို့နိုင်ငံမှာရေးတာနိုင်ငံမှာတနည်းအားဖြင့် calligraphy ဖောက်နေနဲ့ရေးတာ calligraphy လို့ခေါ်တာပေါ့နော် originally မဟုတ်ဘူးเนาะဥပမာ gothic font တစ်လုံးဆိုရင် A ဆိုပါစို့အဲ့ A ကို standard ကြရေးထားတယ်ဆိုရင်အဲ့ကောင်က calligraphy မဟုတ်ဘူးအဲ့ဒါ calligraphy gothic font မှာလည်းအများကြီးရှိသလို script မှာလည်းအများကြီးရှိတယ်အဲ့လိုအများကြီးတိုင်းတာလိုက်ရေးရမယ်လိုက်သိရမယ်ဆိုရင်မဆုံးတော့ဘူး brother တို့အကြံတစ်ခုပြေးချင်တာဒီဟာကိုလေးလာလိုက်စားပြီးဆိုတာနဲ့တန်မိုးလေးတစ်ခုသိစေချင်တာငါတို့ဓာကြီးကဘယ်တော့မှထုတ်သုံးလို့မကုန်ဘူးလူ10ယောက်ရေးလို့ရှိရင်လူ10ယောက်ဒီ10မျိုးထွက်မှာလူ10ယောက်ရေးလို့တစ်မျိုးပဲအဲ့လူ10ယောက်ကတစ်မျိုးလည်းထွက်ရင်အဲ့ဒီအမှုပညာအဲ့ဒီအရာမမြဲဘူးမမိုက်ဘူးဥပမာပြောရနော်နောက်နှစ်နှစ်လောက်ကြာရင် calligraphy ကမရှိတော့ဘူးလို့တမျိုးပြောက်ွယ်သွားမယ်လို့ခင်ဗျားတို့တွေးမိရဆိုလို့ရှိရင်မတွေးနဲ့နော်ဘယ်အမှုပညာမှတိတ်မျိုးမပြောက်ွယ်သွားဘူးနော်လူတွေရှိနေသေးအမှုပညာမတိမ်ခေါ်သွားဘူးပေါ့နော် graffiti ဆိုတာလည်းအဲ့လိုပဲအရင်တော့လူကြီးတွေထင်ခဲ့ကြတယ်ဘာဖောက်နေဘာတွေလျှောက်ရင်းနေရလဲပေါ့နော်လမ်းသရဲစက်လုံးတွေပေါ့ညီတို့ကတော့ပြောခံဘူးမှမဟုတ်သလိုပြောတော့မှလည်းမဟုတ်ဒီဘက်ခက်ကဘာလို့လဲဆိုတော့လူကြီးတွေကလူငယ်တွေကဆောင်းတိုးတက်သွားပြီအရင်ကခက်ကဆောင်းမိုက်သွားပြီကျွန်တော်တို့လုတ်ခဲ့လုံးကဆိုရင်အပြောတော်တော်ခံရတာပေါ့နော်ကိုယ့်ရဲ့မိသားစုကအရင်ဆုံးကိုယ်အရင်ပလိမ့်လာဟိုဒါမိသားစုကိုစဖောင်းတူနေရမဟုတ်နော်အဲ့လိုရုန်းကန်ခဲ့ရတာကိုဆိုလိုတာအရင်ဆုံးဆောင်ပွဲအောင်ဖြေရတာတော့မိသားစုအရေးပဲအဖေလက်ခံအောင်အမေလက်ခံအောင်အမလက်ခံအောင်နောက်ဆုံးကိုတွဲနေတဲ့စော်လက်ခံအောင်လက်မခံတော့ဘာဖြစ်လဲလို့ပြောရင်လက်မခံလည်းဘာမှမဖြစ်ပါဘူးကိုဘောင်းဝင်ခြင်းတယ်ဆိုရင်ကိုတကယ်ယူသွတ်တယ်ဆိုလို့ရှိရင်လက်ခံအောင်လုပ်ရမှာပေါ့အကိုဒီ family ပထမဦးဆုံးတိုက်ပွဲဝင်ရတယ်ပတ်ဝန်းကျင်ကိုတိုက်ပွဲဝင်ရတယ်ပတ်ဝန်းကျင်တိုက်ပွဲဝင်ပြီးသွားရင်အတိုင်းဝိုင်းကိုတိုက်ပွဲဝင်ရတယ်အဲ့တော့တိုက်ပွဲကတော့ဝင်နေရမှာပဲနော်တိတ်ရတိတိုက်ပွဲဝင်နေရမှာပဲကိုကိုလက်မခံလဲယူတိုက်တာမလိုဘူးကွာဆိုတာစကားတက်နော်ဆိုလိုချင်တာကဘယ်ပညာရက်မဆိုဒါသာတို့ယူသွမှအလုပ်ဖြစ်တာတချို့ကယူသွပုံယူသွနည်းအများကြီးရှိတယ်ဗျာခံစားတတ်တယ်လိုက်မလုပ်ဘူးအဲ့ဒီဒူလန်းသားတစ်မျိုးခံစားတတ်တယ်လိုက်လုပ်တယ်အဲ့လိုက်လုပ်တဲ့အပေါ်မှာလည်း develop ဖြစ်အောင်သူတို့လုပ်တယ်အဲ့လူလန်းသားတစ်မျိုးပေါ့နော်အနေဆုံးကတော့ခံစားတတ်ရင်အဆင်ပြေပါတယ်နော်ကျွန်တော်က calligraphy ကိုရေးတက်တာတဲ့ကျွန်တော်ကချစ်တာcalligraphy ကိုကျွန်တော်ကချစ်တာတဲ့စလုံးတွေကိုကျွန်တော်ကချစ်တာ
ဖောက်နေကိုချစ်တာအဲ့ဖောက်နေကိုချစ်တာတဲ့ကိုပြောချင်တဲ့စကားလုံးကိုရဲ့ရင်ဘတ်ထဲကပြောချင်တဲ့စကားတွေကိုလူတစ်ယောက်သိသိချင်းလို့ပြောပြတာအခုခင်ဗျားတို့ရေးနေတဲ့စာတွေဆိုတာလဲကျွန်တော်တို့ကိုမြင်သိချင်းလို့သိသိချင်းလို့ရေးနေကြတာပဲလीနော်